မြန်မာနိုင်ငံသားစူပါပါဝါနိုင်ငံဖြစ်လာရင်ဘာတွေဖြစ်လာနိုင်တယ်လဲဆိုတဲ့အကြောင်းအရာလေးပါမင်္ဂလာပါပရိသတ်ကြီးဒီကနေ့တော့နည်းနည်းကြောင်တောင်နိုင်တယ်လို့ထင်ရတဲ့စဉ်းစားတဲ့အကြောင်းအရာလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်ဟုတ်ပါတယ်ခင်ဗျာတကယ်လို့များကျွန်တော်တို့မြန်မာနိုင်ငံကရုတ်တရက်ကြီးကမ္ဘာစူပါပါဝါနိုင်ငံတစ်ခုဖြစ်လာရင်ဘာတွေဖြစ်လာမလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံကလူဦးရေ56တန်းကျော်ရှိပြီးတော့နိုင်ငံရဲ့ GDP က56.9 ဘီလီယံဒေါ်လာရှိပါတယ်မြန်မာနိုင်ငံသားတိုင်းရဲ့တစ်နှစ်ဝင်ငွေကပြည့်မြအပြည့်တစ်နှစ်ကိုဒေါ်လာ1245သာဝင်ပြီးတော့လူဦးရေရဲ့19.3 ရာခိုင်နှုန်းကဆင်းရဲမွဲတေကြတယ်လို့တရက်ကို$3အောက်သာရရှိနေကြပါတယ်နိုင်ငံအတွက်လုံသမားအရေးအတွက်ကတန်း20ကျော်ရှိပြီးတော့မှဒီလုံသားတွေထဲမှာတောင်ယာလောက်ကန်တဲ့လုံသမားကရာခိုင်နှုန်း80ကျော်ပါတယ်အဲ့ဒီလုံသမားတန်း20ကျော်တဲကမှစက်မှုဇုံထဲမှာလောက်ကန်နေကြတာကလူတစ်သန်းခွဲလောက်ရှိပါတယ်ကျွန်တော်တို့နိုင်ငံရဲ့အဓိကပတ်စံဝင်နေတဲ့ပုဂ္ဂိုလ်တွေကလေယာလုပ်ငန်းတွေပဲဖြစ်ပြီးတော့မှတစ်ထုတ်လုပ်ရေးတွေမြေကြီးတွေကတယံဇာတတွေကိုထုတ်ရောင်းနေရတာပါဒီလိုနိုင်ငံထဲမှာရှိသမျှတယံဇာတတွေထုတ်ရောင်းရင်းနဲ့တစ်နှစ်ကိုဒေါ်လာ14ဘီလီယံလောက်တော့ပုံမှန်ဝင်နေပါတယ်ဒါပေမဲ့ပြည်ပကနေပြန်ဝယ်ရတဲ့ကုန်တွေရဲ့တန်ဖိုးကတော့